နှစ်ပေါင်းသက်တမ်း100ကျော်ရှိပြီးမျက်စိမီးမလို့ရေတင်ဆက်မလို့ပဲတဘာဝမျိုးဆွဲအားတစ်ခုနဲ့ရေစီးစင်းနေပြီးကလောမျိုးကိုရေပေးဝင်နေတဲ့ဒီတိရှာလက်ရရေအေးကန်ရဲ့တမိုင်းကြောင်းနဲ့လိုဝက်ချက်ကိုလူကြီးမင်းတို့သိပါသလားအားလုံးပဲမင်္ဂလာပါကလောလက်ပါမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကတော့ကျန်တာလေးပဲဖြစ်ပါတယ်ဒီနေ့တက်ဆက်ပေးသွားမှာကတော့ကလောမျိုးရဲ့တမိုင်းဝင်နေရာတစ်ခုလည်းဖြစ်တဲ့ကလောမျိုးသူမျိုးသားများကိုရေပေးဝင်အသက်ဆက်ပေးနေတဲ့ဒီတိရှာလက်ရတစ်ခုဖြစ်တဲ့ဒီကန်တမိုင်းကြောင်းကိုတက်ဆက်ပေးသွားမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကိုလည်းဖိတ်ခေါ်ပါရရှင်ဒီကန်တမိုင်းအကြောင်းကိုပြောမယ်ဆိုရင်ရှစ်ကီအင်ဂျင်နီယာဆရာများရဲ့လက်ရာကိုဥစ္စာပထမမဖြစ်မနေကြည့်ရမှာလည်းဖြစ်ပါရဲ့ရှင်။ဘာလို့လဲဆိုတော့ဒီကန်ဟာရိုးရိုးရေကန်တစ်ခုလည်းမဟုတ်ပါဘူး။ရေကလမ်းပေါင်း185တန်းအထိတူလောင်ထားနိုင်တဲ့အီယာမရေတိုင်ကြီးတစ်ခုဖြစ်နေပါရဲ့။အော်စရာအကောင်းဆုံးချက်ကတော့နှစ်ပေါင်း100ကျော်အတဲ့အထိရေစစ်မီရေတင်ဆက်ဘာကူညီမှမလို့ပဲရေစဲအားတက်တက်နဲ့ကလောမျိုးတစ်မျိုးလုံးကိုတိုင်ရှင်နဲ့တောက်တုံးမျိုးကိုယနေ့အချိန်ထိပို့လို့ပေးနေနိုင်တဲ့တာကြောင့်ရှစ်ကီအင်ဂျင်နီယာတွေရဲ့ပညာစွမ်းလက်ရာကိုဒီနေရာမှာအဝယ်လက်တွေ့မြင်တွေ့နိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒီကန်ရဲ့တဘာဝအလားတရားကိုကြည့်နေဆိုရင်လည်း36.5ဧကရှိတဲ့ဂျီဝီကြီးရဲ့အိယာကြီးကိုစိမ့်လက်နဲ့ကျူးဝိုင်းသတော်ကြီးကဝိဖက်ထားသလိုမြင်ရမှာဖြစ်ပါရဲ့ရှင်။ကလောကနေအင်းလေးကိုတွားရဲ့ခြေလျင်လမ်းကြောင်းနဲ့အရေးပါတဲ့အသေးအပိုင်းတစ်ခုဖြစ်သလိုအင်းလေးကိုတွားရဲ့တိတ်ဆိတ်အေးချင်းနဲ့တောလန်းတစ်လျှောက်မှာလည်းလေမော်ချန်တွေလက်ဖက်ကင်းတွေကိုဖြတ်တန်းရင်းနဲ့တဘာဝအလားတရားကိုလည်းတဝကြီးခံစားနိုင်မှာဖြစ်ပါရဲ့ရှင်။နောက်ပြီးတော့ရေအိတ်ကတ်မှာပဲတွေ့နိုင်တဲ့အထူးခြားဆုံးအရာတစ်ခုလည်းရှိပါရဲ့ရှင်။အဲ့ဒီအချက်ကြောင့်ပဲနိုင်ငံခြားသားခရီးသွားဧည့်သည်များကိုဆက်ဆောင်နိုင်တာလည်းဖြစ်ပါရဲ့ရှင်။အဲ့ဒါကတော့ငှက်ချစ်တွေအတွက်တော့ရေအိတ်ကတ်ဟာငှက်ရနာတိုက်ကြီးတစ်ခုလည်းဖြစ်နေလို့နိုင်ငံတကာငှက်ကြီးဝါသနာရှင်တွေကြောင့်အရောက်လာရတဲ့အထိနမေကြီးတဲ့နေရာလည်းဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံရဲ့ရှားပါငှက်မျိုးစိတ်တွေဖြစ်တဲ့ဂျိုင်းယန်နတ်ဟတ်ရဲ့ဘာမီယူဟီနာတို့ရဲ့တဘာဝနေထိုင်မှုပုံစံကိုဒီအိတ်ကတ်မှာပဲအနိကလေ့လာနိုင်မှာလည်းဖြစ်ပါရဲ့ရှင်။ဒီတစ်ခါပြင်တက်ဆက်ပေးသွားတာကတော့ကလောမျိုးရဲ့ဒီအိတ်ကတ်ရဲ့သိစိတ်အေးချမ်းမှုနဲ့တမိုင်းကြောင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါရဲ့ရှင်။ဒီမင်းတို့အနေနဲ့ကလောမျိုးကိုရောက်ရင်ဒီအိတ်ကတ်ကိုမဖြစ်မနေသွားရောက်လက်သက်ဖို့ကိုလည်းဖိတ်ခေါ်ပါရဲ့ရှင်။ဒီအနေနဲ့ကြီးသွားဧည့်သည်တွေကိုမြစ်တာရက်ခင်ချင်တာကတော့ဒီအိတ်ကတ်ကိုသွားရောက်ဖြစ်ခဲ့ရဆိုလို့ရှိရင်တဘာဝပတ်ဝန်းကျင်ကိုတင်းသိတဲ့အနေနဲ့အမိုက်များမစွတ်ပြဖို့ရဲ့မြက်တွေကိုမနှောက်ယှက်ဖို့ကိုလည်းမြစ်တာရက်ခင်ချင်ပါရဲ့ရှင်။လူကြီးမင်းတို့ရောရေအိတ်ကတ်ရဲ့တမိုင်းကြောင်းကိုအရင်ကသိထားပြီးလား။ဒါမှမဟုတ်ရေအိတ်ကတ်ကိုရောက်ကိုရဆိုရင်လူကြီးမင်းတို့ရဲ့ခံစားချက်တွေကိုကောမန့်မှာပြန်လည်မျှဝေပေးပါအောင်ရှင်။နောက်ရက်ဒီမှာလည်းကလောမျိုးရဲ့တမိုင်းကြောင်းမျိုးနဲ့အတူတူပြန်လာခဲ့ပါအောင်ရှင်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုခင်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။ Bye bye ပါရှင်။